အားလုံးပဲကြော်ခစ်ချမ်းနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ချင်းမိုင်သွားတော့စားခဲ့တဲ့နေရာလေးတွေကိုအားလုံးနဲ့အတူမျှဝေပေးခြင်းလို့ဒီဗီဒီယိုလေးကိုပြုလုပ်ခြင်းဖြစ်ပါတယ်ချင်းမိုင်မှာတော့စားစရာတွေအများများတယ်လဲစရာတွေလည်းများပါတယ်ခင်ဗျာအဲ့ဒီနေရာမှာအကောင်းဆုံးဖြစ်မဲ့ထင်တဲ့နေရာလေးတွေကိုတွားပြီးတော့စားခဲ့ပါတယ်ကျွန်တော်စားခဲ့တဲ့နေရာတော်တော်များများကိုလည်းတော်တော်လေးကိုအဆင်ပြေတာကိုတွေ့ရပါတယ်ကျွန်တော်မြန်မာပါဇက်နဲ့ကြိုက်တယ်ပေါ့ဗျာခုဒီဗီဒီယိုလေးထဲမှာဘယ်ဆိုင်ဒီမှာသွားစားခဲ့တယ်ဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ခုကျွန်တော်တို့ဘန်ရထိုင်းကနေပြန်လာပြီးတော့ဒီချင်းမိုင်မှာအရန်နာမည်ကြီးတဲ့ဒီroasted pork ပေါ့နော်ဝက်ကင်ပေါ့အဲ့ဒါသွားစားမလို့ဖြစ်ပါတယ်သူကစင်းအိုးကြီးတွေနဲ့ကင်တာပေါ့နော်ကျွန်တော်တို့လိုက်ကြည့်ပါဦးခုဆိုရင်ဝက်ကင်ဆိုင်လေးကိုရောက်ပါပြီသူကစင်းအိုးတွေနဲ့ကင်တာပါခင်ဗျာစင်းအိုးအောက်မှာသူကမီးသွေးခဲတွေရှိတယ်ပေါ့နော်အဲ့မီးသွေးနဲ့ပြီးရင်ဒီဝက်သားတွေကိုသုံးတက်သားတွေပေါ့သုံးတက်သားတွေကိုချိန်ပြီးတော့ကင်ထားတာဖြစ်ပါတယ်သူဆိုင်က2ဆိုင်ရှိပါတယ်ခင်ဗျာဒီဆိုင်ကတော့ original ဆိုင်ထင်တယ်ကျွန်တော်ဒီတလောက်တော့အရန်နာမည်ကြီးတာတော့ဝက်ခောက်ကေပေါ့သူ့ရဲ့ဝက်ခောက်လေးကစားလိုက်ရင်မွားပြီးရွာပြီးတော့ရန်ကိုစားကောင်းတဲ့ဆိုင်လေးဆိုင်ဖြစ်ပါတယ်ဒါတကယ်ချင်းသူကဘန်ကောက်မှာရှိတဲ့တကယ်ချင်းကသူကဒီဆိုင်ကိုစားမယ်နေမစားရင်ဒါချင်းမရောက်တယ်ခေါ်ဦးလို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဆိုင်ကိုရအောင်စားပြတာဖြစ်ပါတယ်သူပြောတဲ့အတိုင်းပဲဆိုင်ကတော်တော်ကိုစားကောင်းတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်ဒီထဲမှာတော့အဓိကကတော့ဒီဝက်ခောက်ကေကိုပဲမှာတာပေါ့နော်ဒီဝက်ခောက်ကေကိုကျွန်တော်ပွဲကြီးမှာလိုက်တယ်ထုံတန်းတိုင်းမဖြစ်ကစုံရဲကြော်ပေါ့ကစုံရဲကြော်ရဲ့နောက်တစ်ခုကတော့ပြီးတော့အုံးရီမှာတောက်တယ်ဗျာအဲ့မှာအုံးရီကလည်းသူတို့ကပေါ်တယ်ဆိုတော့ကျွန်တော်တို့အုံးရီကိုမှာတောက်ပါတယ်အဓိကစားခဲ့ရတော့ဝက်ခောက်ကင်နဲ့ဒီဝက်ခောက်ကိုဒီကဖောင်ပုံစံမျိုးပေါ့နော်ဘေးဆယ်ရွက်နဲ့ကြော်ထားတဲ့ဟာကိုကျွန်တော်မှာစားပါလေသူ့ရဲ့အဓိကဟင်းတွေကတော့ဒီဝက်ခောက်တွေပဲပေါ့ပြီးရင်တခြားဒီဖြော်ရည်တို့ဘာလို့လဲရှိပါလဲနောက်ဂျက်ကင်တို့ဘာလို့လဲရှိတယ်ဗျာဒါပေမဲ့ကျွန်တော်ဂျက်ကင်တော့ဝယ်မစားခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီဆိုင်ရဲ့အဓိက main နာမည်ကြီးတာကဝက်ခောက်ကင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဝက်ခောက်ကင်ပဲစားခဲ့ပါတယ်သူရဲ့ဝက်ခောက်ကင်ကဘယ်လောက်တောင်ကောင်းလဲဆိုစားလိုက်ရင်တခါလဲမွားရွာပြီးတော့တခါလဲဟိုစက်ထဲမှာဟိုကိုက်စရာမလိုတော့မွားနေတာပေါ့နော်တော်တော်လေးကိုစားကောင်းတဲ့နေရာမှာပါပါတယ်ပြီးရင်သူရဲ့ချင်းကန်ဆက်လေးနဲ့ဆိုတော့ share ပဲပေါ့ဗျာကဲချင်းမှန်ရောက်ရင်တော့ဒီဆိုင်လေးကတော့မဖြစ်မနေတော့စောင်းတင်တဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်တယ်လို့ကျွန်တော်ပြောပြရစီအခုဆိုရင်ဒါစင်းအိုးထဲမှာกินထားတာပေါ့နော်သူတို့အောက်ကဆိုရင်မီးသွေးတွေနဲ့กินထားတာဖြစ်ပါတယ်ပြီးရင်ဒီกินနေရာတွေကဒီအပြင်မှာပြထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ easy ဗီဒီယိုရိုက်လို့လည်းရပါတယ်ခင်ဗျာနောက်တစ်ရက်မနေ့မှာတော့ကျွန်တော်စော်ကြီးပဲမနေ့6နာရီလောက်ပေါ့နော်အီချာကွေးပေါ့ရန်နာမည်ကြီးရဲဆိုတော့ကျွန်တော် Facebook မှာတွေ့ရတယ်အဲအီချာကွေးဆိုင်ကိုတောက်ဝယ်စားခဲ့ပါတယ်အီချာကွေးဆိုင်သွားဖို့အတွက်ကျွန်တော်ဒီ Grab နဲ့ပေါ့ဒီ motorcycle ကိုငားလိုက်တယ်ဒါ27 baht ပေးရပါတယ်ခင်ဗျာဒါတစ်ချက်တောင်မကြောက်ဘူးเนาะတော်တော်မကြောက်ဘူးပေါ့ဒီဆိုင်လေးကလည်းဒီအီချာကွေးမျိုးစုံရောင်းတာပေါ့သူကထိုင်းကအီချာကွေးလေးတွေကတူတူလေးတုတ်တုတ်ကလေးတွေပေါ့เนาะတုတ်တုတ်ကလေးတွေဒါပေမဲ့ရတာကတော့မြန်မာရတာနဲ့တိတ်တော့မကွာဘူးပေါ့နော်သူဟာလေးကနည်းနည်းလေးပို့ပြီးတော့ပျော့တဲ့ပိုင်းအောင်သွားတယ်အရင်ကျွတ်ကြီးတော့မဟုတ်ပါဘူး Patong Con Station လို့ခေါ်ပါတယ်ခင်ဗျာဒါ Grab နဲ့လည်းမှာလို့ရတယ်ပေါ့ကျွန်တော်ကတော့မနေ့အစောကြီးကြာကုံသွားမှာဆိုလို့ဆိုပြီးတော့မနေ့6နာရီထားပြီးတော့ကျွန်တော်သွားဝယ်ခဲ့တာဖြစ်ပါတယ်အီချာကွေးကိုမျိုးစုံရှိပါတယ်ခင်ဗျာပြီးရင်အီချာကွေးကလည်းကိုရှိမှလုံနေတာဖြစ်တဲ့အတွက်ကြောင့်ဟိုကြည့်လို့ရတယ်ဘယ်လိုလုပ်နေလဲပေါ့နော်အီချာကွေးဒီဖိုတိုလေးတွေပေါ့အခုဆိုရင်ဒါအရှိမအီချာကွေးလုံနေတဲ့လူကလုံနေတယ်ဘေးကလည်းရောင်းနေတယ်အီချာကွေးကမျိုးစုံရှိပါတယ်သူတို့စီမှာဒီလိုမျိုးဒီပန်တန်နဲ့လုပ်တဲ့အီချာကွေးရှိတယ်ပြီးတော့အီချာကွေးကိုပဲသူတို့ sausage တွေထည့်ပြီးလိတ်ထားတာလည်းရှိတယ်အားလေးလည်းမဆိုပါဘူးစားကောင်းပါလေကျွန်တော်ကတော့ original မြည်ကြည့်ခဲ့တယ်ပေါ့ဒီ sausage နဲ့ဟာတော့သမီးကိုပဲကျွန်တော်ကျွေးလိုက်တာဖြစ်တော့ကျွန်တော်မသိလိုက်ဘူးသူကတော့ကောင်းတယ်လို့ပြောပါတယ်ခင်ဗျာအခုဆိုရင်အီချာကွေးလေးဒါစီထဲမှာထည့်ကြော်နေတာကိုမျက်စိရှိမှပဲကြော်ပေးနေရပေါ့နော်ပြီးရင်သူဆိုင်ကလည်းတော်တော်လေးရောင်းကောင်းတယ်ဒီ Facebook ထဲမှာတွေ့တဲ့တယောက်ပြောတဲ့ပုံစံရဆိုရင်တော့မနက်10:00နာရီလောက်ဆိုရင်ကုန်ပြီပေါ့နော်အဲဒါကြောင့်ကျွန်တော်ကလည်းမနက်10:00နာရီထိတယ်ကျွန်တော်လည်းမဆောင်နိုင်အောင်လေတခြားနေရာသွားစရာလည်းရှိရဆိုတော့မနက်6:00နာရီစော်ကြီးနိုးတာနဲ့ကျွန်တော်မော်တော်ဆိုင်ကယ်လေးကိုငှားပြီးတော့ကျွန်တော်ဒီဆိုင်လေးမှာလာဝယ်တာဖြစ်ပါတယ်ဒီမှာဆိုင်ရှိမှရင်ကြာကွေးလေးအရင်မြည်ကြည့်လိုက်ပါယူကြဖို့ရတော့ကောင်း
ဒီဂျာကွေးတွေကစိုက်မျိုးစုံရှိရပေါ့နော်သူတို့ကအချောင်းလေးတွေလည်းရှိတယ်ပြီးရင် chocolate နဲ့လောက်တာ pandan နဲ့လောက်တာအဲ့ဒါတွေလည်းရှိပါတယ်ခင်ဗျာပြီးရင်သူကပဲနိုလည်းရောင်းပါတယ်ပြီးရင်သူကဟိုဘာ sauce လိုချင်တယ်မိတယ်အဲ့မှာ pandan sauce ရှိတယ်ပြီးတော့ nosy ပေါ့နော် nosy သူတို့ကတော့ nosy ရန်တုံးတယ်အဲ့ nosy ရှိတယ်ပြီးတော့ဒီကျွန်တော်တို့နွားနို့ရှိတယ်ပဲနို့ရှိတယ်ဒီနွားနို့ပဲနို့ကအချိုဘယ်လောက်ထည့်ခြင်းလဲဆိုတော့သူတို့ပြောလို့ရတယ်သူအင်္ဂလိပ်လိုပြောလို့လည်းအဆင်ပြေပါတယ်ခင်ဗျာသူတို့တွေကျွန်တော်ကတော့ဆိုင်မှာမစားဘူးပေါ့နော်တခါလေဟိုတယ်ကိုဝယ်လာခဲ့တယ်ပြီးတော့ဟိုတယ်ရောက်မှစားတယ်ပေါ့အိမ်နေကတော့ breakfast နှစ်ခါဖြစ်သွားတာပေါ့ဗျာမနေ့အစောကြီးဒီရလဲစားတယ်ပြီးရင်ဟိုတယ်က breakfast လည်းစားတယ်ပေါ့ပဲနို့ကတော့မွေလေးပြီးတော့နွားနို့လည်းတော်တော်လေးမွေပါတယ်အာရှမှာဆိုရင်ဒီနွားနို့တောက်ရတဲ့အရာတာကတော့ဒီအနောက်နိုင်ငံတွေကနွားနို့တွေနဲ့မတူပါဘူးသူတို့နွားနို့ကပြုပြင်မထားတဲ့အတွက်ကြောင့်တင်တယ်တော်တော်လေးတောက်လို့အားပို့ပြီးရတာရှိပါတယ်ခင်ဗျာ pandan sauce ပြီးရင်ဒီ pandan ပေါ့နော် pandan sauce ပေးတယ်နောက်တစ်ခုကတော့ ဂျာကွေးနဲ့စားလို့ဂျာကွေး ဒီ nosy ပေါ့ nosy ပေးပါတယ် baby ဂျာကွေး and let's see what pandan နဲ့စားကြည့်မယ်ဝါသူ့ဂျာကွေးကမွမွာရွရွလေးဒါအဂျာကွေးနောက်တစ်မျိုးဒါလည်းနောက်တစ်မျိုးဒါအချောင်းပေါ့ဒါပြအချောင်းလေး这是干干了喂，生养嘞。喂， ဒီနေရာလေးကတော့ memories of ချင်းမိုင်လို့ခေါ်ပါတယ်ဒါကမြန်မာဆိုင်တွေပေါ့ဒီထဲမှာဆိုင်တွေအများကြီးရှိတယ်သူကခြံဝင်းကျဲကြီးထဲမှာမြန်မာဆိုင်လေးတွေတေးတေးလေးတွေအများကြီးဖွင့်ထားတာပေါ့နော်ဒီထဲကဆိုင်တွေကဘယ်လိုမျိုးဆိုင်တွေလဲဆိုတော့ကျွန်တော်တို့စစ်ပေးဆောင်တဘောမျိုးပေါ့နော်မြန်မာပြည်ကအခုတော်လိုင်းကြီးဖြစ်နေတယ်အခုပြဿနာပေါင်းစုံနဲ့လူတွေထွက်ပြေးကြတယ်အဲ့ဒီခါမှာမြန်မာနိုင်ငံထွက်လာတဲ့လူတွေအတွက်အဆင်ပြေအောင်လို့ဆိုပြီးတော့ဒီထဲမှာဆိုင်လေးတွေပြုလုပ်ပြီးတော့ဒီစီးပွားရေးအတွက်လုပ်ပေးထားတာဖြစ်ပါတယ်စစ်ပေးဆောင်လို့တခြားတော်လိုင်းကြီးနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အများကြီးရှိတယ်ပေါ့ဒါဒီဟာကိုကျွန်တော် support လုပ်ချင်တာလည်းပါတယ်ပြီးတော့ဒီနေရာလေးကလည်းကျွန်တော်သွားချင်တဲ့ list ထဲမှာပါတယ်ပြီးရင်ကျွန်တော်ကားမောင်းတဲ့ညီလေးကလည်းအခုဒီနေရာသွားမလားဆိုတော့ကျွန်တော်အဲ့မှာရုတ်တရက်တတိယသွားပြီးတော့အဲ့နေရာကိုသွားပြလိုက်တာဖြစ်ပါတယ်အခုကျွန်တော်ရိုက်ထားတဲ့နေရာလေးကတော့ဒါမွေးငါးဆိုင်ပေါ့သူကဝင်ချင်းမှရှိပါတယ်သူမွေးငါးလေးကမှုှေးပြီးတော့အရန်စားကောင်းတယ်ဗျကျွန်တော်ကတော့အဲ့နေရာရောက်ရင်မွေးငါးလေးစားဖို့အတွက်ကျွန်တော်ကြံပေးပြပါစီသူမွေးငါးတော်တော်လေးစားကောင်းပါတယ်ဒီပြီးတော့ memory of ချင်းမိုင်ကဒီကျွန်တော်တို့ဒီဟောပေါ့ကျုံထဲမှာရှိတာပေါ့နော်ကျုံထဲထဲမှာရှိပါတယ်ဆိုတော့ဟိုတိတ်ဝေးသွားကြမလို့ပေါ့တကယ် attraction နေရာတွေမှာပါပဲပြီးရင်သူကဝင်းအကျယ်ကြီးပြီးတော့ဆန်းဖို့ခုံနေတဲ့အများကြီးရှိတယ်တက်ရက်ကလေးနဲ့တက်ရှင်းရှင်းလေးပေါ့လှုပ်ထားတာဖြစ်ပါတယ်ပြီးရင်ဒီမှာမြန်မာအစားအစာအစုံရှိတယ်ဗျအကျော်တွေရှိတယ်ဟိုသားသူတို့ရှိမယ်ပြီးရင်တခြားကရင်ရိုးရအစားအစာကြရရိုးရအစားအစာပြီးရင်ဘီယာရောင်းတာလည်းရှိတယ်ဘီယာရောင်းတာကတော့ကျွန်တော်သိတော့ကြားရတာပေါ့နော်ဒါကတော့ဒါအဆိုတော့အနက်ကဖွင့်ထားတဲ့ဆိုင်လို့ပြောကြပါတယ်ကျွန်တော်တော့တိကျတော့မသိပါဘူးဘာဖြစ်ဆိုတော့သူ့ကိုလည်းမတွေ့ခဲ့တဲ့အတွက်ကြောင့်ပြီးရင်တခြားဒီအကျော်စုံပေါ့နော်အကျော်စုံလည်းတော်တော်ကောင်းတယ်ဗျကြော်ထားတာပြီးရင်ကျွန်တော်ဝက်သားသူတို့လည်းမာစားဖြစ်ပါတယ်နောက်သမီးကတော့ဒီသမင်းနဲ့ကြက်သားဟင်းနဲ့စားတယ်ပေါ့နော်အကုန်လုံးကရတာလေးကတော်တော်လေးကောင်းတယ်။အော်နောက်တစ်ခုရှိသေးတယ်။ပြီးရင်ဟိုဗာလဲကျွန်တော်မုံလင်များရှိတယ်။ပြီးရင်နောက်တစ်ခုကအတုတ်တွေပေါ့နော်။အတုတ်တွေလည်းရှိပါတယ်။မိုဟင်းကကျွန်တော်လည်းပြန်ပါကရင်ဒီဝက်ဦးเจ้าမှာဒီဟာလေးကတော့မုတ်လင်များပါခင်ဗျာမုတ်လင်များလေးကတော့တော်တော်လေးစောင့်ယူလိုက်ရတယ်သူကလည်းတယောက်တည်းလုံနေရတာဆိုတော့လေပြီးရင်နောက်တစ်ခုကတော့မြင်းခွာရဲ့တုပ်လေးပါတော်တော်စားကောင်းပါကျွတ်တွန်ဖြူတတိလေးနေပေါ့နော်ဒါကတော့အကျော်စုံနေရပါအကျော်စုံလေးကလည်းတော်တော်လေးကိုစားကောင်းနေဗျအကုန်လုံးကလေသူ့အချင်းလေးနဲ့အကျော်လေးကလည်းကြော်ရွာလေးမောမောလေးပေါ့နော်
ကြက်သွန်ကြောပါမယ်မန်လီပဲကြောပါမယ်အာလူကြောလားမသိပါပါတယ်ကျွန်တော်လည်းကြိုးရတယ်သိမမိတော့ဒါပေမဲ့ဒီ memories of ချင်းမိုင်ကတော့ညနေပိုင်းမှာဖွင့်တာဖြစ်ပါတယ်ညနေ4 နာရီည7 နာရီတင်နေဖွင့်ပါတယ်ခင်ဗျာဆိုတော့ညနေပိုင်းအေးအေးဆေးဆေးနားယူပြီးတော့အေးအေးဆေးဒါတကယ်ချင်းနေနဲ့စကားပြောပြီးတော့ဘီယာလေးတောက်ဒါမြန်မာစားလေးစားခြင်းနဲ့ဆိုရင်ဒီနေရာလေးကရန်ကိုအဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာအေးချမ်းကလေးနဲ့မီးပုံလေးနဲ့ဒါပြီးရင်မြန်မာသချင်းလေးလည်းနားထောင်လို့ရပါတယ်အိမ်မှာမြန်မာသချင်းတီးတဲ့သူဆိုတဲ့လူလည်းကျွန်တော်တွေ့ခဲ့ပါတယ်ခင်ဗျာ我打了多少没太木路啦，太干净呀。你一进来的。ဒီနေရာလေးမှာအမေရဆုံးကတော့မြန်မာပြည်စတိုင်းဒီဝသားတို့လိုဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်လေးကအရန်ကိုအိုက်တယ်ဗျဟိုဟင်းရည်လေးနဲ့ဒီဝသားတို့လိုလေးကိုတူစားတာဖြစ်ပါတယ်ပြီးရင်ချင်းလေးနေပေါ့နော်ဒီ memory ရောချင်းမိုင်ဆိုတဲ့နေရာလေးကိုကျွန်တော်ကတော့သွားစီချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါတော်လိုင်းကို support လုပ်တဲ့ပုံစံမျိုးလေးဖြစ်တယ်ဒါစစ်ပေးရှောင်းတွေကိုလည်းကူညီအားရောက်ပါတယ်ခင်ဗျာခုဒီနေရာလေးကတော့ကျွန်တော်တို့ Dwight Internal သွားပြီးတော့ပြန်လာတဲ့အချိန်မှာဘိုက်စာလို့သမင်းစားတဲ့နေရာလေးဖြစ်ပါတယ်ကျွန်တော်ကတော့နာမည်ကြီးပထမနေရာလေးမှာစားမယ်လို့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့ထုံးစံတိုင်းကားဆရာညီလေးကအားလဲကိုတဲ့ဒါသူတို့ local စားတဲ့ဆိုင်ဒီဆိုင်လေးကမိုက်တယ်ပေါ့ဆိုတော့အစားမလားဆိုတော့ okay ကွာလို့ကျွန်တော်လည်းသူပြောတဲ့အတိုင်းပဲလိုက်စားဖြစ်ပါတယ်ဒီဆိုင်လေးက Northern Thai style ပေါ့နော်သူကသူ့ရဲ့ဟင်းလေးကသူ့ရတာလေးတွေကလည်းတော်တော်လေးကိုစားကောင်းပါတယ်ခင်ဗျာကျွန်တော်တော်တော်ကြိုက်တဲ့ဆိုင်ဖြစ်ပါတယ်အကယ်၍လမ်းကျုံနေဆိုရင်ဒီဆိုင်လေးကလည်းဝင်စားတဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်ဆိုင်လေးစာလေးကိုကျွန်တော်ဒီ description မှာကျွန်တော်ထည့်ထားပေးပါမယ်ကျွန်တော်ကတော့ဒီမှာသမီးကရေခဲမုတ်စားခြင်းနဲ့ဆိုတော့ရေခဲမုတ်နဲ့အောင်မဲညိုကောင်းရင်စားပါတယ်ပြီးရင်ဒီဟာလေးကတော့ဝတ်တနီလန်းကျော်သူကဝတ်တနီလန်းကျော်ကအရင်မမကြီးမဟုတ်ဘူးပေါ့နော်ပြောလေးပြီးတော့နောက်ဝက်ကုတ်သားကင်အတုပ်ပေါ့အဲ့ဒါအတုပ်စားတယ်ပြီးရင်ထုံးစံတိုင်းကစုံရွက်ကြော်ပေါ့ဗျာပြီးရင်နောက်ရှင်းလေးပဲဗျာငါးကိုပြုတ်ထားပြီးရင်ချင်းကန်ဆက်လေးနဲ့တို့စားတယ်ပြီးဟင်းရည်ပါမယ်ကျွန်တော်တို့ဒါဝက်အသေးကိုဒါ QC နဲ့ကြော်ထားတာပါဒါကတော့ရိုးလေးပါပဲဘာမှတိတ်မထူးစားပါဘူးဆိုင်ပြင်စင်လေးရောတရက်ကလေးနဲ့ဒီနေရာလေးကလည်းတကယ်ထိုင်ကျင်စရာလေးမိသားစုနဲ့အေးစီထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီနေရာလေးကလည်းလာရောက်ပြီးတော့အစားသုံးတင်တဲ့နေရာလေးတစ်ခုလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာအခုဒါအကုန်လုံးကတော့ကျွန်တော်တို့ချင်းမိုင်မှာစားခဲ့တဲ့ဆိုင်လေးပေါ့နော်ပြန်ကန်ဒီမှာတော့ကျွန်တော်ဒူရင်ဒီဆိုင်ကိုဝင်ပြီးတော့စားခဲ့ပါသေးတယ်ဒီဒူရင်ဒီဆိုင်သူတို့ထိုင်းရလူတွေကဒူရင်ဒီကတော့နည်းနည်းမာလေးကိုစားကြတယ်ပေါ့နော်နည်းနည်းအခွန်ကနည်းနည်းလေးမာတယ်အဲ့ဒီသူ့အသားကျွန်တော်ကတော့အရန်ကြိုက်တဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ကျွန်တော်သွားစားခဲ့တဲ့နေရာလေးကိုကျွန်တော်ရိုက်ပြတာဖြစ်ပါတယ်ဒူရင်ဒီကတော့အများကြီးရှိပါတယ်ခင်ဗျာဈေးကလည်းတိတ်တော့အပေါ်ကြီးထဲမှာတော့မဟုတ်ဘူးဈေးကတော့သူ့ဈေးနဲ့သူပေးရပါတယ်ကျွန်တော်ကတော့မလေးရှားဘက်ကဒူရင်ဒီကိုပို့ပြီးတော့ကြိုက်ပါတယ်ခင်ဗျာဒါကျွန်တော်အမှန်တိုင်းပြောပြတာပါဒါသူတို့ဒူရင်ဒီကလည်းမကောင်းလားမဟုတ်ဘူးကောင်းတယ်သူတို့ကအချိုအရမ်းများတယ်ဒူရင်ဒီကအရမ်းချိုတော့အားကြီးတယ်ကျွန်တော်မလေးရှားဘက်ကကြတော့သူကနည်းနည်းအခါတက်လေးနည်းနည်းပါတယ်အဲ့ဒါကိုကျွန်တော်ပိုကြိုက်တယ်ပြီးတော့အရာအောင်ကလည်းပို့ပြီးတော့အဝါရောင်ဘက်ကိုသွားပြီးတော့အပြော့ဘက်ကိုသွားတယ်ကျွန်တော်တို့မြန်မာလူမျိုးတော်တော်များများမလေးရှားဘက်ကဒူရင်ဒီကိုပိုကြိုက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာအခုဒီမှာလည်းဒါရောက်နေတဲ့သူတို့တော့ကျွန်တော်ကားဆရာလည်းလိုက်ပို့မယ်ဆိုတော့အားနဲ့ကျွန်တော်တို့စားပြတာဖြစ်ပါတယ်အခေပြီးကိုကအတွေ့အကြုံရသွားစားကြည့်တဲ့နဲ့ဆိုရင်လည်းဒီဆိုင်လေးကဝင်စားကြည့်တဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်ဒီဆိုင်လေးရဲ့လိပ်စာကိုလည်းကျွန်တော် Google Map address ကိုလည်းကျွန်တော် description မှာပေါ်ပြပေးထားပါမယ်အကိခွာပြီးသားမစားခြင်းလို့အလုံးလိုက်ဝယ်ပြီးတော့ပေါင်ချိန်နဲ့ဝယ်စားခြင်းလည်းရပါတယ်ဒါကတော့ကိုယ်တဘောပေါ့နော်သူတို့ကဘယ်လိုစားလို့ရပါတယ်ကျွန်တော်တို့ကလည်းပြန်ခံပြီးဆိုတော့အိမ်မှာဆိုင်မှာစားလို့ရလားဆိုတော့သူတို့ကခုံနေပါတယ်ခင်းပေးပါတယ်ခင်ဗျရင်းဒီ当然，再别的。哇妈了。哇这个တော်တော်ကောင်းလာပဲ ဟောဒါမှသူအသားလေး 啊干嘛？
ခုဆိုရင်ဒါအားလုံးကတော့ကျွန်တော်ချင်းမိုင်မှာစားခဲ့တဲ့နေရာအကုန်လုံးကိုပြောပြထားတာဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးကတော့ဒီ workout ကင်ကတော့ကျွန်တော်အကြိုက်ဆုံးဖြစ်ပါတယ်ခင်ဗျာပြီးတော့ memory of ချင်းမိုင်ဆိုတဲ့နေရာလေးကိုလည်းတော်တော်လေးကြိုက်ပါတယ်ခင်ဗျာ